နားလည်မှုလွဲမှာဆိုလို့လေကော်ဖီကောင်းတယ်ဆိုတာသူကတရားမထဲမှာရမှာ black coffee ကိုပြောတာပေါ့နော်ဟိုပြားရည်နဲ့တောက်ရင်တောက်မဟုတ်လေနွားတို့ကြလဲစက်ရုံတွေပစ္စည်းတွေအသိကောင်းတာမဟုတ်ဒါတွေက process တွေဖြစ်နေတော့ကောင်းတော့ coffee နဲ့ပြားရည်တွေပဲတောက်တာတော့ပိုကြိုက်တာပေါ့နော်ဒါမှ black ပဲတောက်တာပိုကြိုက်ပါတယ်ကျွန်တော်ကျတော့ coffee ကော့ချက်ညနေကျဘီယာအဲ့တော့စားပြန်နှွေးတာပေါ့ကွာ coffee အသေးကောင်းတယ်နော်တော့အသေးငင်စာကိုတော့ကာကွယ်နိုင်တယ်တော့နော်ရော့ချစေတယ်ပေါ့နော် study တွေထွက်လာတာအများကြီးပါကျွန်တော်တို့ကလည်းစနေကြအသေးဝက်တယ်အမေရိကတို့ ASA တို့အပဆယ်တို့ဒီဇယ်တို့မှာပြောနေကြားလာပြီကိုကြိတ်စုံနေ coffee ကအသေးကောင်းတယ်ဆိုပြီးချတယ်အဲ့ဒီကတော့ကျွန်တော်ကစနေလောက်ကြီးစနေတွေတော့ US အမေရိကမှာကျတော့တော့ decaf ဆိုတာရှိတယ် decaffeinated လို့ခေါ်တာ caffeine ကိုဖယ်ထားတာကျွန်တော်10ခွက်တောက်ပြီခွက်သေးတွေပါခွက်အများကြီးတော့ဝယ်ခွက်ဆိုမှပုံမှန်ခွက်နဲ့ဆို5ခွက်ကြုံပါစော်ကြည့်ဟုတ်တယ်ရှင်းမတော့ဘူးဟာအဲ့လိုမျိုးဒီမှာဒီနီးပညာရဖို့မလွယ်သေးဘူးကျွတ် coffee မတည့်ဘူးလေရင်တုံးတာ caffeine နဲ့မတည့်တာပေါ့နော်အဲ့တော့ caffeine ဖယ်ထားလိုက်လေရတယ် caffeine ဖယ်ထားရင်သူကအန်တီအောက်ဆီဒန့်အရှင်ရှိတော့အသေးကောင်းတယ်သူကဒီ cap လည်းအသေးကောင်းတယ်နော်ဒါပွဲမှာအများကြီးပြောတာပါကျွန်တော်က coffee promotion လုပ်တာမို့မြန်မာပြည်ကလူတွေ coffee တောက်အောင်မယ်ဆိုတော့မသိကြအဲ့တော့ coffee ဒီနောက်ထပ်မလူတွေမသိတဲ့ချက်တွေသူက enzyme မှာကာကွယ်တယ်နော်ပြီးရင်အသေးလည်းကောင်းတယ် weight ကျတဲ့နေရာမှာကုညီပေးတယ်နော်အဲ့ဒါကိုအများကြီး metabolic rate ကိုကောင်းတယ်စီးကြိုတကကြားတယ်စီးကြိုသမားတွေက coffee black ပဲစော်စမ်းမှာနော်အနှလုံးခံရှိရဆိုရင်တော့ခုန decaf ကိုတောက်လို့ရတယ် decaf ကယူရီးယားမှာလည်းရှိတယ် decaffeinated ပေါ့ဒါ NAS ကထုတ်တာတော့ရှိတယ်ဟို coffee မတည့်တဲ့သူရော decaf တောက်ပေါ့နော်ဒါအဆင်ပြေတယ် caffeine မတည့်တဲ့သူကတော့နော်နောက်ကကစားသမားတွေကဲ performance ကောင်းနေတယ်ဆို coffee နဲ့ချအဆေးမှမလို့နော်အဲ့တော့နောက်က muscle building လုပ်တဲ့နေရာနောက်တစ်ခါကျတော့ testosterone ကိုသူကတဝဲသောနည်းအဖြစ်ကောင်းတက်စီတယ်အဲ့ဒါကိုပြောတာ testosterone ယောက်ျားလည်းလို့မိန်းမလည်းလို့တယ်နောက်တော့ဘီယာသမားစက်ကင်သမားပိုးတောင်းလို့သေးတယ်ဘီယာကပိုကြတယ် testosterone ကြတယ်သိတာပေါ့ကွာကြတော့အရက်ကိုမနက်ကိုကျဲဦး coffee ပြောနေတယ်ငါပြောတာမဟုတ်တောက် coffee တောက်လို့မရဘူးအဲ့လိုပြောတာလေနော်ဒါကျွန်တော်ဘော်ဒါလေးပို့ထားလို့ပါစင်ကာလေးရှိနေတော့ဒါပေမဲ့တကယ်တမ်းကျတော့လေကော်ဖီရောဘာမဟုတ်ဘီယာထက်ဆိုင်တကယ်တမ်းမန်လီဖြစ်တာဝီစကီကိုနည်းနည်းလေးကစ်တာကောင်းတယ်ဘီယာကကျွန်တော်တက်ရွယ်တွေပြောတာနော်40ကျော်50ကျော်တွေကတိတ်စင်တော့မပြီးယူရင်းအဆစ်တက်တယ်လေနော်ကာဗွန်တွေလည်းတက်တယ်အညစာဘီယာတောက်ရင်တမင်းမစားနိုင်တော့ဘူးစားလို့မရအောင်ကာဗွန်တွေကတခုစားရင်တခုဖြတ်ရတယ်ကျွန်တော်ကဒီဘီယာပြန်တော့မယ်ဒီတစ်လပြန်တော့မယ်ဝါရင်းနဲ့နားရင်နားမှာပေါ့နော်တောက်တယ်ဆိုရင်ကျွန်တော်လုံးဝဝက်သားမစားဘူးငကိုတွေကကျွန်တော်ချိန်နေအောင်လားမဲသားတော့မစားဒါပေမဲ့ဝက်သားကတက်တယ်အရက်တောက်ရင်ဘီယာတောက်ရင်ဝက်သားမစားဘူးတခုလိုညတခုတော့ဆွန့်လို့ရတာပေါ့စက်သားပဲဆိုတာပေါ့နော်